သူ့ရဲ့ပြဿနာဘာလဲဆိုတော့ talent ရှိပြီးတော့အရင် toxic ဖြစ်တာဗျ။ team manager ဖြစ်တဲ့ Yugen ကလည်း simple ကိုပြောခဲ့ဘူးတယ်မင်းလိုတော့သူတို့ဘယ်ကစားနိုင်မလဲကွာဒါပေမဲ့ simple ဘာပြန်ပြောလဲဆိုတော့အနည်းဆုံးတော့သူ try လို့ရတယ်လေတဲ့ဒီနေ့မှာတော့ Counter Strike တမိုင်းရဲ့အကျဉ်းဆုံးနဲ့အစွမ်းထက်ဆုံး player တယောက်ဖြစ်တဲ့ Simple အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်လူတော်တော်များများက Simple ကို Greatest of all time GOAT ဖြစ်လို့တင်စားကြတယ်ပြီးတော့ HLTV ကမ္ဘာနံပါတ်1နေရောက်လဲ3ချိန်တော့ရခဲ့ဘူးလေဗျသူကဒီနေရာရောက်ဖို့ကျွန်တော်လွယ်လွယ်လေးနဲ့ရခဲ့တာလား career တစ်လျှောက်ဘယ်လိုတွေဖြတ်သန်းခဲ့ရလဲဆိုတော့ချက်တော့ကြည့်လိုက်ကြအောင် Simple ကို Prodigy permission ကစားသမားလို့တင်စားကြတယ်သူကတော့လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးလို့ညင်းတယ်ဗျပြီးတော့ Simple က hard worker တယောက်အရင်စူးစမ်းတဲ့တယောက်ဖြစ်ပြီးတော့ teammate တွေကိုလည်းအများနဲ့ကျွန်တော်အဲ့လိုမျိုးစူးစမ်းကျင်စေခဲ့တာဗျmajor grand final မှာစွန့်နေသလိုမျိုး practice မျိုးနဲ့လည်း practice တွေကျင်ခဲ့တယ်ပြီးတော့သူ့ရဲ့ပြဿနာဘာလဲဆိုတော့ talent ရှိပြီးတော့အရင် toxic ဖြစ်တာဗျအသင်းသားတွေအမှားကိုပြောတဲ့အခါမှာ Ukraine နဲ့ Russia လီဒန်နဲ့ပြောတာဖြစ်တဲ့အတွက်ရည်ချင်းမှုမတူညီတဲ့အခါမှာရိုင်းသလိုဖြစ်နေတယ်ဗျဥပမာအဖြစ်ကျွန်တော် flip side ထက်တက်မှာတော့ Captain Blake ကအမှားလုပ်ခဲ့တယ်ဆိုပြီးတော့ချက်ချင်း Sting Frank ကနေ remove ခဲ့တယ်အဲ့ပြင်ကျွန်တော် Blake နဲ့ McLeod တို့လိုကစားသမားတွေဆက်မတွဲမကစားတော့ဘူးလို့လည်းသူကြေညာခဲ့တယ်ဗျ team manager ဖြစ်တဲ့ Yugen ကလည်း Simple ကိုပြောခဲ့ဘူးတယ်မင်းလိုတော့သူတို့ဘယ်ကစားနိုင်မလဲကွာဒါပေမဲ့ Simple ဘာပြန်ပြောလဲဆိုတော့အနည်းဆုံးတော့သူ try လို့ရတယ်လေတဲ့သူပြောတဲ့ level ကိုအများနဲ့မြင်မဖို့တောင်းဆိုခဲ့တဲ့အပြင် team liquid ရောက်တဲ့အချိန်မှာတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးပြဿနာဖြစ်လာဗျ culture difference ကြီးမားတဲ့ American teammate လိုမျိုးကျွန်တော်တို့ player တွေကြားထဲမှာ intense ဖြစ်တဲ့သူ့ရဲ့ attitude ကိုလက်ခံနိုင်မှုခက်ခဲခဲ့ကြတယ်အဲ့မှာအိမ်ကိုလွမ်းနေဆိုပြီးတော့ Ukraine ကိုခဏပြန်သွားတယ်ပြီးတော့ပြန်မလာတော့ဘူးဗျာပြန်မလာတော့အတင်းကနေ officially ထွက်တာမဟုတ်ဘူးねအိမ်လွမ်းလို့ homesick ဖြစ်လို့ဆိုပြီးတော့ဒိုးသွားပြီးတော့မှပြန်မလာဘဲနဲ့အဲ့မှာပဲတခါတည်းနေလိုက်ပြီးတော့ liquid ကနေထွက်ရတဲ့အကြောင်းရင်းပေါ်ပေါက်လာတာပေါ့နော်နောက်မှပြောတာ Alice နဲ့မတည့်တာတွေပါတယ်လေနောက်မှဒီသူ့ရဲ့အခင်အားဆုံး player တယောက်ဖြစ်တဲ့ Hiko ပြန်ပြောတာကြားခဲ့ရတယ်သူ့ရဲ့ personality ကဘလို့ပဲကျွန်တော်လက်မခံနိုင်ကြဖြစ်ပါစေ scale နဲ့ပတ်သက်ပြီးတော့ကျွန်တော်ညင်းနိုင်ကြတော့မရှိဘူး CS:GO မှာနာမည်အကြီးဆုံး moment တွေအများကြီးရှိတယ် gravity တွေနဲ့ဂုံပြုခံရလောက်တဲ့ဒီ moment တွေကလည်းအများကြီးပဲအဲ့ဒီမှာ ESL 1 ကိုလုံးကျွန်တော်2016 major မှာ Cash ရဲ့ Heaven ကနေပြီးတော့ခုံစင်းပြတဲ့ Flying Off ကလည်း gravity နဲ့ဂုံပြုရခံလောက်တဲ့အထိကိုနာမည်ကြီးခဲ့တယ်ဗျစဉ်းစားကြည့်ဗျာဒီလို mid air ကနေပြတဲ့ shot တွေကကံပဲလို့ပြောလို့ရတယ်ဆိုပေမဲ့ Simple ကအဲ့လို shot တွေအတွက်တက် practice လုပ်တယ်လို့လည်းပြောတယ်ဗျသူပြောတာဗာလဲဆိုတော့ဒီလို YouTube တဲ့ shot တွေကို practice လုပ်ရင် confidence ပိုရလာတယ်တဲ့သူပဲလောက်တာတော့မသိဘူး training မှာ no scope တွေ flake နေရတယ်တဲ့ fly off ကလည်း double KD ပါကေးသွားတာဗျလေထဲမှာလည်းတယောက်ကိုပြစ်လိုက်တယ်ဗျနောက်တစ်ယောက်ကိုလည်း no scope ကြီးပြစ်သွားတာဆိုတော့အဲ့လိုအချိန်မှာတော့အဲ့လို shot ကတော်တော်လေး wow ဖြစ်သွားတယ် audience အကုန်လုံးပေါ့နော် Simple off ပြတဲ့ပုံစံက device လိုမျိုး trace လုပ်ပြီးလိုက်ပြတာမဟုတ်ဘဲနဲ့ screen တစ်ခုလုံး flick လုပ်ပြီးပြတာဗျတော်တော်များများတော့မထီဘူးဆိုပေမဲ့ तू ကတော့အမြင်နဲ့ထိလေးရှိတယ် Simple career life မှာအဆိုးဆုံးဆိုတဲ့ချုပ်တွေလည်းရှိခဲ့ဘူးတယ် Team Liquid နဲ့ MLG Coolant Pass 2016 major မှာ Luminosity နောက်ပိုင်းဒီအခေါ်ဒီ SK ပေါ့နော် Game 1 Map 1မှာ Mirage မှာ15-9နဲ့ဥဆောင်ခဲ့တယ် Map 2ကျွန်တော် Cash မှာလည်း15-6နဲ့ဥဆောင်ခဲ့တယ်ဆိုပေမဲ့ပြန်ကမ်းဘက်ခံပြီးတော့ရှုံးနေသွားခဲ့တယ်ဗျအဲ့ဒါပြီး Simple Stadium ပြင်မှာငိုတော်ငိုခဲ့တယ်လို့သူဖြေကြားခဲ့ဘူးတယ်ဒါမဲ့အဲ့လိုရှုံးနေကြရမယ်ကျွန်တော်သင်ခန်းစာရယူပြီးတော့2021 Star Home Major မှာ Navi နဲ့တူ single match တမတ်တောင်မရှုံးမနဲ့ပထမဦးဆုံး Major ကိုစွတ်ခူးခဲ့တယ်အဲ့တော့ line up တွေကတော့ bit တွေ bombage တွေ electronic တွေ perfect တွေ simple ဆိုပြီးတော့ဒီ9ယောက်တော်တော်လေး strong ဖြစ်ခဲ့တဲ့အနေထားပေါ့နော် Simple ကအခုအချိန်ကြီးကျန်းနေပါသေးတယ်ဘယ်တော့ကျန်းလဲဆိုရင်ဟိုတလောကဆော့ရတဲ့သူ PC Gaming versus Nexus ပွဲစဉ်မှာသူ့ဘဝရဲ့အကောင်းဆုံး rating ကိုတော့ရရှိခဲ့တဲ့အထိကျန်းခဲ့တယ်ဗျအဲ့မှမှာအကောင့်40တိတက်ထားတယ်ဆိုပေမဲ့ HLTV 3.0 ရဲ့ rating system အသစ်ကြောင့်ပို့ပြီးတော့ကင်းနေပေမဲ့ rating များတယ်လို့ပြောရမယ်နေထားအောင်ကျွန်တော်ဒါတွေ့ရတာပေါ့နော်ဆိုတော့ဥပမာအဖြစ်မြား1 versus 5ကို ACK ပဲယူမယ်ဆိုရင်ခင်ဗျားအဲ့အတွက် rating မှာ impact ပါဖြစ်မှာမဟုတ်ဘူးဗျပြောချင်တာက impact ဖြစ်မဲ့ key တွေ
side to side ကိုကျွန်တော် defense ရဲ့နေရာမှာကျွန်တော်တစ်ယောက်ပဲပြည့်နှစ်ယောက်ပဲပြည့် impact ဖြစ်မဲ့ KK ဝါမယ်ဆိုခင်ဗျ rating နဲ့ပါမှာဖြစ်ပါတယ်။ဒါမှမဟုတ်အချောင်မဲ့ low HP လောက်ကိုတက်ပြီးတော့ရတာမျိုးတွေဆိုရင်တော့ rating ကတက်မဲ့ရမှာမဟုတ်ဘူး။နောက်တစ်ခုက B7 entry မဲ့ဆိုလဲimpact ဖြစ်မဲ့ KK backline တွေ trader တွေကျွန်တော်တို့ဒါမှအဲ့ဒါမျိုးကိုကျွန်တော်တို့ဒီ HDTV rating 3.0 မှာထည့်ပြီး system အသေးရ meta အသေးရတွက်တယ်ပေါ့နော်ဘလောက်ပဲ meta တွေ system တွေတွက်နေပြီလားဆို simple ဟာ new rules တွေ new system တွေကိုပါ dominate လုပ်နိုင်တဲ့အထိကိုကျန်းနေပါသေးတယ် simple ဟာ Navi ကထွက်ပြီးတော့ကျွန်တော် BC game လိုမျိုး TR3 မှာကစားနေရဆိုမြဲ skills တွေ impact တွေရောသွားတာမျိုးတော့မရှိဘူးဗျသူ့ရဲ့ personality ရဲ့ ego များတာတွေ talent ရှိတာတွေ strategy ဖြစ်တာတွေမျိုးတော့ကျွန်တော်ဒီမှာတွေ့ခဲ့ရပြီပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးဘာတွေများဝင်ရောက်ဆွေးနွေးခြင်းနဲ့ဆွေးနွေးသွားလို့ရပါတယ်အဲ့ဒါပြင်မှာကျွန်တော်နောက်ထပ် web player တွေအကြောင်းများသိချင်လဲဆိုတော့ comment မှာဝင်ရောက်ရေးသွားခဲ့ကြပါဦးကျေးဇူးအများကြီးတင်ပါတယ်